ပြာလွာကြီးတွေတေခံနီးရင်သိပ္ပံပညာရှင်တွေတောင်အပြည့်စုံမရှင်းပြနိုင်တဲ့အပြုအမူတစ်ခုလုပ်တတ်ကြတယ်ပြာလွာကြီးတွေကကမ္ဘာပေါ်မှာအကြီးဆုံးတက်ရှိတွေဖြစ်ပြီးသူတို့တေခံနီးပြီဆိုတာကိုခံစားမိတယ်လို့သိပ္ပံပညာရှင်တွေကယုံကြည်ကြတယ်အဲ့ဒီလိုဖြစ်လာတဲ့အခါမှာအဲ့ဒီပြာလွာကြီးကသူ့ရဲ့နောက်ဆုံးအားအင်တွေကိုသုံးပြီးမိုင်ယာနဲ့ချီဝေးတဲ့သူ့နေရက်ကနေရေအနက်ဆုံးနေရာတွေစီကိုတက်တက်ဆင်းသွားတတ်တယ်ဒီဖြစ်စဉ်ကိုဝေလာဖော့ waterfall လို့ခေါ်ကြပြီးနောက်ဆက်တွဲဖြစ်ရက်ကတော့အလွန်ထူးဆန်းတဲ့ပထမဆုံးတော့ငါမန်းတွေနဲ့ရေနက်ပိုင်းကအသေးစားကောင်တွေရောက်လာပြီးအဲ့ဒီပြာလွာကြီးရဲ့အလောင်းကြီးကိုရက်တပတ်ကြာအောင်ဝါစားကြတယ်အသားအများစုဂုံသွားတဲ့အခါမှာတော့တတဝါငယ်လေးတွေကဆက်စားကြတယ်ဥနောက်စားပိုးကောင်တွေနဲ့ကနန်းတွေကကြီးမားတဲ့တာရဲတရိษံတွေခြံထားခဲ့တာတွေကိုလှန်လှန်ချွတ်ချွတ်စားတော့ကြတယ်ပြီးတော့အယိုးစားပိုးကောင်တွေအယိုးတဲကအဆီနဲ့ပရိုတင်းတွေကိုအယိုးတဲကနေထုတ်ယူဖို့အက်ဆစ်ထုတ်တဲ့ဇွန်ဘီပိုးကောင်တွေရောက်လာတဲ့ဘက်တီးရီးယားတွေကဒီအာဟာရတွေကိုစားသုံးပြီးအဲ့ဒီအလောင်းပတ်ဝန်းကျင်မှာတက်ရှိပတ်ဝန်းကျင်တစ်ခုလုံးကိုဖန်တီးပေးတယ်ဒီဖြစ်စဉ်ကနှစ်ပေါင်း100နီးပါးလောက်အထိဆက်ဖြစ်နေနိုင်တယ်ပြာလွာတစ်ကောင်ရဲ့အလောင်းတစ်လောင်းတွေကတတဝါမျိုးစိတ်ပေါင်း43ခုကျော်နဲ့တက်ရှိတတဝါပေါင်း12000ကျော်အသက်ရှင်နေထိုင်ဖို့အထောက်ပံ့ပေးနိုင်တယ်ဒါကြောင့်မို့လို့လဲပြာလွာတစ်ကောင်တည်သွားတဲ့အခါမှာတတဝါရာနဲ့ချီတဲ့တတဝါတွေကိုအသက်ပေးတယ်လို့ပြောကြတာပေါ့